အားလုံးပဲမင်္ဂလာပါ eFootball ပိုင်း Virus TikTok account ရဲ့ admin Virus ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဒါ eFootball player တွေတော်တော်များများတွေးနေကြတဲ့ကိစ္စတစ်ခုပေါ့နော်အဲ့ဒါကဘာလဲဆိုရင် eFootball မှာဒိုလီရဲ့ကက်ကဘာကြောင့်မလို့နဲပြီးတော့မက်ဆီကက်ကဘာကြောင့်များနေတာလဲဆိုတာကိုကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ဒါ eFootball ကပေါ့နော်သူတို့အနေနဲ့ brand ambassador တွေကန်ထားတယ်အခုလက်ရှိ2025ဆိုရမဲရှိမယ်ပြီးတော့နေမာရဲ့ခုဘိုပဲပေါ့နော်ဒီလိုမျိုးရှိမယ်သူတို့အနေနဲ့ဒါ brand ambassador တွေအပြင်ကိုမှဒါ campaign collaboration အနေနဲ့ဒါ Messi ရဲ့Suarez ကိုခံထားတယ်ဒီနေရာမှာဒိုလေးမရှိဘူးပေါ့နော်ဒါကြောင့်မလို့ပဲဒါဒိုလေးရဲ့ကတ်တွေက eFootball မှာဆိုရင်ဒါ Messi ကတ်နဲ့ရှင်မယ်ဆိုရင်တော်တော်လေးနဲတယ်ပေါ့နော် Messi ဆိုရင်ဒါဥမာ free တွေလည်းအရန်ပေးတယ်ဒိုလေးဆိုရင်မပေးဘူးပေါ့နော်ဒါကြောင့်မလို့ဒါကျွန်တော်တို့ရဲ့ account တွေထဲမှာဒါ Messi ဘယ်နှကတ်ရှိလဲဒိုလေးဘယ်နှကတ်ရှိလဲဆိုတော့ကျွန်တော်ကဒီနေ့မှာဒါကြည့်သွားမယ်ပေါ့နော်ကျွန်တော်အကောင့်မှာဆိုရင်တော့ဒါဘယ်နှကက်ရှိလဲကျွန်တော်လည်းမသိဘူးတေချာကြည့်တင်နေဆိုရင်တော့ဒါပထမဆုံးအနေနဲ့ကျွန်တော်ကဒိုလေးကိုရှာမယ်အဲ့အတွက် my team နဲ့ကိုသွားမယ်ပေါ့နော် my team နဲ့သွားရတာ player ကိုရှာမယ် player မှာရှာတဲ့အခါမှာကျွန်တော် action ဆိုတဲ့ club ကိုနှိပ်မယ်နှိပ်ပြီးရင်ကျွန်တော် filter ပေါ့နော် filter မှာဆိုရင်ဒိုလေးဆိုတော့ကျွန်တော်တို့က country nationality ပေါ့နော် nationality ကိုကျွန်တော်နှိပ်မယ်နှိပ်ပြီးတော့အဲ့မှာဆိုရင်ဒါ Europe ပေါ့နော် Europe ဒီရရင် Portuguese ဆိုတဲ့အလံပေါ့နော်ဒါ Portuguese နိုင်ငံကိုကျွန်တော်တို့ရွေးလိုက်မယ်ရွေးပြီးရင်ဒိုလေးကစားတက်တဲ့နေရာတွေကဒါသူ့အနေနဲ့ဒါ second strike ကလည်းဆော့မယ်ဒါ center forward ပေါ့နော် CF လည်းဆော့မယ်ဆိုတော့ကျွန်တော်ဒီနှစ်ခုရွေးပြီးတော့ဒန်းနှိပ်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်မှာဒိုလေးကက်ပေါ့နော်ဒါ၄ကက်ရှိရပေါ့နော်ဒါဘေးကတော့ refer saver တော့သူ့ဘာသူဒါပေါ်နေရပါတော့ဒါပထမဆုံးဒိုလေးကက်လည်းဖြစ်တယ်ပေါ့ဒါကဒိုလေးကက်ပြီးတော့ number 7ဆိုတဲ့ကက်ပေါ့နော်ဒါဒိုလေးရဲ့ကက်ဒါဒုတိယမြောက်ကက်ပြီးတော့ဒီကက်ကတော့ဒါလူတိုင်း free ရတဲ့ကက်ပေါ့နော်ဒါတတိယမြောက်ကက်ပြီးတော့ဒါနောက်ဆုံးကတ်ကတော့ပေါ့နော်ဒါအားလုံးသိရဲ့အတိုင်းပဲဒါ base ကတ်ပေါ့နော်ဒါ Ronaldo ရဲ့ base ကတ်လည်းဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်မှဆိုရင်တော့ Ronaldo ရဲ့ကတ်က၄ကတ်ရှိမယ်ဒါဆိုရင် Messi ရဲ့ကတ်ဘယ်နှကတ်ရှိလဲဆိုတော့ကျွန်တော်ကြည့်လိုက်အောင် action ကိုနှိပ်မယ် filter ကိုပဲထပ်နှိပ်မယ် nationality မှာကျွန်တော်တို့ South America ကိုရွေးပြီးတော့အဲ့မှာ Argentina ကိုကျွန်တော်ရွေးမယ်ရွေးပြီးတော့ဒါ Messi ဆိုရင်တော့ position လေးတွေနည်းနည်းများမယ်ပေါ့နော်သူ့အနေနဲ့ဒါ RWF ဆော့နိုင်တယ် AMM ဆော့နိုင်တယ်ပြီးရင် second strike ကလည်းဆော့နိုင်တယ် center forward လည်းဆော့နိုင်တယ်ကျွန်တော်ဒီ၄နေရာကိုယူပြီးတော့ရှာလိုက်မယ်ရှာလိုက်တဲ့ခါဆိုရင်တော့ကျွန်တော်မှာပေါ့ဒါ Messi ကတ်တွေတွေ့ရတယ်ဒါပထမဆုံးအနေနဲ့ကတော့ဒါ base ကတ်ပေါ့နော်ဒါ base ကတ်တစ်ကတ်ရှိမယ်ပြီးတော့ဒါဒီ Japan collaboration animal collaboration နဲ့နောက်တစ်ကတ်ရှိမယ်ပေါ့နော်ပြီးရင်ဒါကတော့ show time နောက်တစ်ကတ်ရှိမယ်ဒါ3ကတ်ပေါ့နော်ဒါ3ကတ်မြောက်ရှိပြီပြီးရင်တော့ဒါအာဂျင်တီးနားပတ်ထဲကနေထည့်ရမယ်မက်ဆီကတ်ပေါ့နော်ဒါ၄ကတ်မြောက်ပြီးရင်တော့ဒါနောက်ဆုံးတစ်ကတ်ပေါ့နော်ဒါကတော့ free ပေးတဲ့ကတ်ဒါ5ကတ်ပေါ့နော်ဒါကြောင့်မလို့ဒါကျွန်တော်မှဆိုရင်တော့ eFootball မှာဒါမက်ဆီကတ်က5ကတ်ရှိပြီးတော့ Ronaldo ကတ်ကတော့ကျွန်တော်မှ4ကတ်ရှိပါတယ်ဒါကတော့ကျွန်တော်ကတော့နည်းတယ်ပေါ့နော်ဒါပေမဲ့ player တွေတော်တော်များများတော့ဒီမက်ဆီကတ်ကအရန်ပုံများတယ်ပေါ့နော်ဒါ eFootball ကိုယ်တိုင်ကလည်းမက်ဆီကတ်တွေအများကြီးထုတ်ပေးတာတယ်ဒါကတော့ဒါအခုလက်ရှိဒီမက်ဆီကိုကျွန်တော်ရဲ့ team မှာဒါအသုံးပြုတာပေါ့နော်ဒီမက်ဆီကတ်ကတော့ဒါအာဂျင်တီးနားပတ်ထဲကနေကျွန်တော်ရရှိလာတဲ့ကတ်လည်းဖြစ်ပါတယ်ဒါဆိုရင်ဒီဗီဒီယိုကြည့်နေတဲ့ညီကိုတို့မှာရောမက်ဆီကတ်ဘယ်နှကတ်ရှိလဲဒိုလေးကတ်ဘယ်နှကတ်ရှိလဲဆိုတာကို comment မှာဝင်ရေးခဲ့ကြပါဦး